င်းဆောင်ကောင်းတယောက်ဖြစ်ချင်ရင်လူကြိုက်များဖို့ထက်လက်တွေ့ကြဖို့ကပိုပြီးလိုအပ်တယ်ကြိုက်များအောင်လိုက်လုပ်နေရဲဆိုရင်တကယ်ခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူးခေါင်းဆောင်ကောင်းတယောက်ဆိုတာလူတွေကမချစ်ရင်တောင်မှသူ့လုံးရက်ကမှန်ကန်တယ်သူ့လုံးရက်ကြောင့်မို့အဖွဲ့အစည်းတစ်ခုလုပ်ငန်းခွင်တစ်ခုနေရာတစ်ခုဖွံ့ဖြိုးတိုးတက်လာတယ်ဆိုရင်သူလုံးတာအမှန်ကန်တယ်သူကအားလုံးအတွက်ကောင်းအောင်လုပ်နေတာပဲယုံကြည်မှုရှိပြီးလေးစားလာကြလိမ့်မယ်တဲ့ခေါင်းဆောင်ကောင်းဆိုတာခက်ခဲမှုတွေကိုပြုပြင်ပြီးသားအခက်အခဲတွေကိုပိုပြီးချောမွေ့အောင်လုပ်နိုင်တာမအောင်မြင်သေးတဲ့အရာတွေကိုအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင်ဖော်ဆောင်နိုင်ခါတိတဲ့ဈေးလုံးကိုတိုက်ကျွေးရတဲ့တတိရှိဘာကိုပဲလုံးလုံးမြတ်မြတ်တတမှန်မှန်ကန်ကန်နဲ့လုပ်တတ်တာမျိုးပါကိုလက်အောက်ငယ်သားတွေကိုယ့်ရဲ့ဝန်ထမ်းတွေကိုတပည့်တွေရဲ့အချစ်တွေကိုပဲလိုချင်တဲ့ခေါင်းဆောင်ပါတင်းကျပ်တဲ့စီကံတွေခါတိတဲ့ဆေးလုံးတွေကိုမတိုက်ကြည့်ရတဲ့ခေါင်းဆောင်ပဲတဲ့ကြာလာတော့အဲ့လိုခေါင်းဆောင်မျိုးဆိုရလက်မထွက်တဲ့လူကိုအလောက်ကနေထုံးမပြည့်ရဲတာမှားနေတာကိုမပြင်ရဲတာအဲ့လိုမျိုးလုပ်ငန်းခွင်တစ်ခုလုံးထိခိုက်လာနိုင်တဲ့အမှားမျိုးတွေကိုလုပ်တတ်ကြတယ်တကယ်တော်တဲ့ခေါင်းဆောင်ကောင်းကတော့အချိန်တိုအတွင်းမှာလူတိုင်းကဝိုင်းပြောနေပါရှည်ချမှတ်ထားတဲ့ကိုယ်ရောက်အောင်သွားတဲ့လူမျိုးပါတဲ့ကိုယ်တိုင်လည်းရောက်အောင်သွားသလိုလက်အောင်ငယ်သားတွေတပည့်တွေကိုချစ်ခင်ရတဲ့ဝန်ထမ်းတွေကိုလည်းပါလာအောင်ဆွဲခေါ်သွားနိုင်တဲ့လူမျိုးပဲအတူချုပ်ပြောပြရရင်တော့လူကြိုက်များအောင်လုပ်တာဟာအုပ်ချုပ်နေတာမဟုတ်ပဲလူတွေကိုလမ်းပြပေးနိုင်မှအုပ်ချုပ်ခြင်းဖြစ်ပါတယ်ဒါလေးကလည်းလီကွမ်ကြီးရဲ့အဆိုမိတ်နေရာတစ်ခုပဲเนาะကြိုက်လို့မျှဝေပေးတာပါရှင်ဒီနေ့တော့ဒီလောက်ပါပဲ bye